ဒီကောင်လေးကခါမှာကျင်းတုံးတွေချိတ်ပြီးတောထဲလမ်းလျှောက်လာတာအရှိမှာတော့ငါးကြီးတကောင်ထမ်းလာတဲ့ကြောက်ခစ်လူသားအမွေးပွက်ကြီးနဲ့တွားတော့ပါလေရောကူတဲကလူအိုကြီးတွေကလည်းဒါကိုမြင်တော့ဘာဆက်ကြီးဟောင်းသားနဲ့လမ်းဖြတ်သွားတာပေါ့နောက်တစ်စက္ကန့်မှာပဲကောင်လေးကကန်စုံမှုတွေအပြည့်ပါတဲ့အိတ်ကြီးကိုမြေကြီးပေါ်မောက်ချလိုက်ရောအမလေးယုံကလေးတောင်လန့်ပြီးထွက်ပြေးသွားတယ်ခေါင်းဆောင်ကြီးကတော့ဒူးထောက်ကြပြီးဖျားရည်အစားအသောက်တွေဒီလောက်များကြီးပဲလားဆိုပြီးဝမ်းသာအားရအော်ပါလေရောကြံတဲ့လူတွေလည်းအပြေးလွှားလာပြီးနတ်ဖျားဆိုပြီးဒူးထောက်ကန်တော့ကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့အရှိဆောင်မင်းသားကတော့စိတ်ပြက်လက်ပြက်နဲ့တပြင်းချပြီးခေါင်းဆောင်ကြီးရဲ့ပခုံးကိုဆွဲထုတ်လိုက်တယ်ပြီးတော့နတ်ဖျားကမင်းတို့ဒူးထောက်တာကိုမလိုချင်ဘူးဘိုင်ဝါဝါစားဖို့ပဲလိုတယ်အကုန်ထကြမီးမွေပြီးထမင်းချက်ကြဆန်းလို့အမိတ်ပေးလိုက်ပါလေရောလူတွေလည်းဝမ်းသာအားရနဲ့ဝိုင်းလောက်ကြတာပေါ့ဒီလိုနဲ့ကောင်လေးကဓာတ်နဲ့ငါးပိုက်ကိုခွဲပြီးကလီစာတွေကိုရွှွန့်နှွင်နဲ့လွင့်ပစ်လိုက်တယ်ဒါကိုမြင်တော့ခေါင်းဆောင်ကြီးကများမျက်လုံးကြီးပြူးပြီးဟာအဲ့ဒါအသားတွေလေဗျာဆောင်းတွင်းမှာအသားတစ်လုံးပိုစားရရင်လူတယောက်ပိုသက်ရှင်နိုင်တာမပစ်ပါနဲ့ဦးဆိုပြီးနှမျောတတနဲ့အော်ပါလေရောကောင်လေးကတော့အေးဆေးပဲဓာတွေကနတ်ဖျားရဲ့အညစ်အကြေးတွေလူသားတွေစားရင်ဘေးဒုက္ခရောက်လိမ့်မယ်ဒီနေ့ကစားပြီးဘသူမှငါးကလီစာမစားရဘူးလို့ရာဇတန်ပေးလိုက်တဲ့ကူတဲကလူတွေလည်းကြောက်လန့်ပြီးငိမ့်ကုတ်သွားကြတာပေါ့တကယ်တော့ကောင်လေးကကျင်းတုံးကိုထုချေပြီးငါးပေါ်မှာတေးသေးချာချာပုတ်လိုက်တာပြီးတော့မိဘုံဘေးမှာတုတ်ထိုးပြီးกินလိုက်တဲ့ငါးစီတွေတစ်ဖြစ်ဖြစ်နဲ့မီးထဲကျပြီးအနံ့ကမွေးကြိုင်လာတာပေါ့တကူလုံးကလူတွေလည်းအသားမစားဘူးတဲ့အတိုင်းသွားရည်တွေကြပြီးဘာဆက်ကြီးဟောင်းသားဖြစ်ကုန်ကြတာပေါ့ဗျာကောင်လေးကกินထားတဲ့ငါးကြီးကိုခေါင်းဆောင်ကြီးစီကမ်းပေးပြီးစားလို့ပြောလိုက်တဲ့ခေါင်းဆောင်ကြီးကလည်းတရွေးတစ်ချက်မျိုးပြီးအငမ်းမရကိုက်စားလိုက်တာပေါ့နောက်တစ်စက္ကန့်မှာပဲဟာမျက်လုံးကြီးပြူးထွက်သွားပြီးဝမ်းသာလုံးလို့မျက်ရည်တွေတောင်ကျလာတယ်ဗျာကောင်းလိုက်တာတကယ်ကောင်းလုံးလို့ဒီလိုဆက်ရှာရှာမျက်ပင်ကငါးရဲ့ညီနှံ့တွေကိုအကုန်ပြောက်စေတာပဲဆိုပြီးအော်တော့ပဲတကူလုံးကလူတွေလည်းအလူအရက်နဲ့ဝင်လူစားကြတာပေါ့ကောင်းလေးကတော့လက်ပိုက်ပြီးပြုံးကြည့်နေတယ်ဘိုက်ဝါတာလေးနဲ့တင်အားမရနဲ့ဦးမနှက်ဖြန်ကြရင်တကယ်ရင်ကျေးမှုရဲ့အံ့ဖွယ်ရာကိုပြပေးမယ်လို့တွေးနေတာဒါပေမဲ့ငါးတွေအကုန်စားပြီးဘိုက်ပူနံဘူးဖြစ်နေတဲ့အချိန်မှာကောင်းလေးကရိုးရိုးငါးကင်ကြီးကိုညှင်းငွေလာတယ်အမလေးအပေါ့အငံလည်းမရှိစားလဲမပါနဲ့ရင်တောင်ရားလာပြီးစွပ်ပြုတ်ပူပူလေးတစ်ခွက်လောက်တောက်ချင်လိုက်တာလို့ညင်းမိတာပေါ့ဒီလိုနဲ့ကောင်လေးကကုန်းကပ်ပြီးချူးခွန်ကြီးနဲ့ရေခက်ကြည့်ပေမဲ့ရေတွေကအောက်ကိုအကုန်စီးကြကုန်ရောသူလဲဒေါသထွက်ပြီးတောက်ရေနွေးကြိုဖို့အိုးတလုံးတောင်မရှိဘူးဒီလိုရှေးဦးလို့ဖွဲ့စည်းရဲ့စုပ်ပြတ်တက်နေတဲ့ဘဝကြီးကိုမခံစားနိုင်တော့ဘူးဆိုပြီးချူးခွန်ကိုနင်းချေပစ်လိုက်တယ်ခေါင်းဆောင်ကြီးကကြောက်ကြောက်လန့်လန့်နဲ့ဒူးထောက်ပြီးဆရာကြီးရေနွေးတောက်ချင်ရင်ကျွန်တော်တို့တောကောင်ဦးခေါင်းခွန်သွားရှာပေးရမလားဒါမှမဟုတ်တရွက်ကြီးကြီးတွေသွားကူးပေးရမလားလို့လာမေးတယ်ကောင်လေးကတွေးလိုက်တယ်ဦးခေါင်းခွန်ကတေးလုံးနဲ့တရက်ကရေယုံမဲ့အိုးကိုဘာသာကိုပဲလုပ်ရမယ်ကောင်လေးကမြေကြီးပေါ်ကရွှန့်ဆေးတွေကိုကောက်ယူပြီးတေးသေးချာချာလုံးလိုက်တယ်ပြီးတော့ခွက်ပုံစံလေးလုပ်ပြီးရှေးဦးလူသားတွေကိုပြလိုက်တာပေါ့တေးသေးချာချာကြည့်ထားဒါကရေလဲထဲလို့ရတယ်အသားလဲပြုတ်လို့ရတယ်အဲ့ဒီမှာကြောက်ခစ်ကောင်လေးတယောက်ကဆရာကြီးကျွန်တော်တို့မိုးရာသီတုန်းကမြင်ဘူးတဲ့ရွှန့်တွေကရေနဲ့ထိရင်ပျော်သွားတာရေခံမှာမဟုတ်ဘူးလို့လာညင်းရောကောင်လေးကပြုံးပြီးဒါကြောင့်မို့လို့ဒါကိုမီးထဲထည့်ပြီးဖုတ်ရမှာပေါ့လို့ပြောလိုက်တဲ့ခေါင်းဆောင်ကြီးကတော့လမ်းဖြန့်ပြီးဟာအဲ့ဒါဆိုရင်အပိုင်းပိုင်းကြေမိုးသွားလိမ့်မယ်တေချာပေါက်အမှုန့်ဖြစ်သွားမှာလို့អော်တာပေါ့ကောင်လေးကတော့ဂယုမဆိုင်ပဲရွှွန့်အိုးကိုမီးပုံနဲ့လင့်ပစ်လိုက်တယ်ပြီးတော့လက်ညှိုးထိုးပြီးငါးရဲ့ကဘာမှာတော့ဒီလိုပြင်းထန်တဲ့မီးတောက်တွေကဒါကိုမခွဲနိုင်ုံတင်မကဘူးတောကောင်ရိုးတွေထက်ပိုမာတဲ့ကြောက်တုံးနတ်ဖျားလက်နဲ့ဖြစ်လာစေရမယ်အကုန်လုံးမျက်လုံးကြီးကြီးဖွင့်ပြီးစောင့်ကြည့်နေကြဆန်းလို့ကျုံအားလိုက်ပါလေရောမီးပုံထဲမှာအိုးကြီးကရဲရဲနေလာပြီးကြောက်ခစ်လူသားတွေလည်းပါးဆက်ဟောင်းသားနဲ့အန်တာမင်တက်သွားကြတာပေါ့ဗျာနောက်တစ်ပိုင်းမှာတော့မြေအိုးပေါ်ထုံးလာခြင်းကကြောက်ခစ်လူသားတွေကိုဘလို့တုံလှုပ်စေဦးမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်